ဥပိန်တဒါမှအချင်းမောင်းရောက်ပြီးအောင်မြင်ခဲ့ပေမဲ့စိုင်ခွဲတွေဖွင့်နိုင်တော့မှနာမည်ပြတ်နေခဲ့ရတဲ့ဖတီမာကဲပရိသတ်ကြီးတို့ရေမန္တလေးသူတဦးဖြစ်သူဖတီမာကတော့ဆိုရှယ်မီဒီယာမှာစာပြီးနာမည်ကြီးလာကြတဲ့ကသူ့ရဲ့အချင်းမောင်းကိုမင်းသားမင်းသမီးတွေတင်မကပဲစားသုံးသူတိုင်းကပါစမ်းသပ်ချင်နေကြတာပဲဖြစ်ပါတယ်။သူမရဲ့လက်ရာတွေဟာတန်လဲတန့်သလိုစိတ်ထားကလေးကလည်းဖြူစင်လုံးတာကြောင့်ဖတီမာရောက်တဲ့ဘယ်အရာကိုမဆိုအားပေးမယ်ဆိုတဲ့ပရိသတ်တွေကိုလည်းအပြည့်အဝပိုင်ဆိုင်ထားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမအနေနဲ့ကတော့လောကဒဏ်တွေကိုတင်မကပဲမွေးကင်းစားသားလေးကိုပါဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာတော့အလုပ်ကိုသာဇက်တိုက်လုပ်ခဲ့ပြီးရန်ကုန်လိုနေရာမျိုးမှာတော့ဆိုင်ငန်းတွေဖွင့်လှစ်နိုင်တဲ့အထိကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအောင်မြင်လာတာနဲ့အမျှတိုက်ခိုက်သူတွေဆိုတာကလည်းပုံများလာခဲ့သလိုသူ့ရဲ့ဆိုင်မှာရောင်းတဲ့ငါးအရေကွန်တွေကလည်းအရင်ကလိုလက်ရမျိုးမဟုတ်တော့ဘူးလို့မှတ်ချက်တွေပေးလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ရာသီဥတုရဲ့အပူချိန်ကြောင့်ဖတီမာဖွင့်လှစ်ထားတဲ့ရန်ကုန်ဆိုင်ခွဲဟာလူနေလို့မရအောင်ကိုပူချစ်ပြီးအနံ့ပေါင်းစုံထွက်နေတဲ့ဆိုတဲ့မှတ်ချက်တွေလည်းရောက်လာခဲ့တာကြောင့်ဖတီမာတယောက်ဒီပြဿနာတွေအကုန်လုံးကိုဖြေရှင်းဖို့ကြိုးစားနေရပါတော့တယ်။အဲ့ဒါအပြင်သူမအနေနဲ့ကတော့ဒီတိုက်ခိုက်မှုတွေကိုမခံနိုင်တော့ရင်ရန်ကုန်မှာဖွင့်ထားတဲ့ဆိုင်ကိုပါပိတ်ရတော့မဲ့အထိဖြစ်နေခဲ့တာကြောင့်မို့လို့ပရိသတ်ကြီးတို့လည်းခက်ခက်ခဲခဲရုန်းကန်ပြီးတော့ကြိုးစားနေရတဲ့သူမကိုအားပေးစကားလေးပြောပေးသွားကြပါဦးဗျာ။